ไม่มีทับกับจึงไหนคิ้วจึงเด็ดลงได้ฮัลโหลအားလုံးပဲမင်္ဂလာပါဒီနေ့ရောက်နေတာကကျွန်တော်တို့ဒင်းဆန်းလာစားပေါ့နော်အစတော့ဒီဟိုကြောက်ကြီးဒီရောက်နေတဲ့အဓိကတော့စိန့်ဂျိုးဆပ်ကက်သဒရယ်ချက်ကိုလာပါတော့အဲ့တော့ဘုရားကျောင်းမှာဘုရားကျောင်းမှာတက်ပုံရည်ရေးပြီးတာနဲ့ဟိုကြောက်ကြီးဒီရောက်နေတော့ဒင်းဆန်းဆိုင်ကိုတွေ့သွားပါတော့ဒါမှတော့ကျွန်တော်တို့ဒင်းဆန်းစားဖို့အတွက်စားချင်တဲ့တော့ကြာပြီအော်စတြေးလျမှာလည်းကျွန်တော်တို့ဒင်းဆန်းဆိုင်ကိုရှာမတွေ့ဘူးနော်အဲဒီထိုင်းမှာလည်းတခြားကောင်းအောင်ရှာမတွေ့ဘူးအဲ့တော့ကျွန်တော်တို့ဒီအခုလမ်းလျှောက်ရင်းနဲ့ဒင်းဆန်းဆိုင်ကိုပုံကြည့်ခဲ့တယ်ပေါ့နော်အဲ့တော့ဒင်းဆန်းဆိုင်တွေကဒီက3ခုကို3000 5ခုကိုကျတော့9000ပေါ့နော်အဲ့တော့သူက3ခုမှပြရတယ်5ခုမှပြရတယ်ခွန်ရတယ်ပေါ့နော်ပြီးလို့ရှိရင် scale လောက်ရတယ်ချက်သားရပေါ်သားရပေါ့နော်အဲ့ဒီကြိုက်တာကိုမှလည်းအဲ့တော့ကျွန်တော်တို့အခုမှာထားတယ်နော်သူရဲ့အရသာဘယ်လိုနေလဲမသိဘူးနှနေရောက်မှဆိုတော့စားကြည့်ရအောင်နော်ဆရာမကြီးကတော့အနေနဲ့တော့တစ်ခုပုံပုံစားရပေါ့နော်အခုတော့သူစားရတယ်ချက်ကြည့်နေပါအောင်ဟုတ်ပါတယ်သူကမကြီးရေမကြီးရေပါဒါဘယ်လောက်ပြရလဲပြင်းနေပြီ4000လားကို4000လားဘယ်လောက်လဲမသိဘူးပြင်းနေကို4000ဆိုရင်ဘယ်လောက်ကျလဲအဲ့ဒါတော့ပြမယ်ခဏလေးဒီကနေပြမယ်။ဘာနဲ့တက်မှာလဲ AUD နဲ့ပြန်4000ဆိုဩစတြေးလျဒေါ်လာ1.56ပဲရှိပါတယ်1.56ပေါ့နော်ဒါတစ်ခေါက်နှစ်ချက်ကျော်ကျွန်တော်တို့ဆီမှာဆိုလို့ရှိရင်တော့စုပေါင်း30လောက်တောင်းတယ်နော်အေး30လောက်ပဲဒီ7ချက်ကနေ30စီရဲဆိုโอเคကျွန်တော်ဒင်းဆန်းလာမှာဆက်ရပြမယ်အခုတော့ဒီတော့ကဲတင်ဆန်းလေးတွေရောက်ပါပြီပြပါမယ်ဒါလေးကချက်ချတာချက်တော့စားပါဦးဒီပါအုံးဒီပါအုံးဒီပါဟုတ်ရဲ့အုံးကြီးညာရပြန်မဟုတ်ပါတို့ကတော့လည်းငါဟန်တယ်ဒီတော့ပွဲဆိုင်တော့ပါဘာလို့ညီပဲပါတယ်အားကြောင့်မလဲအားတော့1နိုင်ရိုးလေးဖြစ်ပါတယ်။ဒီနေ့တော့တဲ့ဒီလိုပေါင်းပြီးတော့လောက်ထား1နိုင်ရိုးပါ။အဲ့ဒါဆက်။ဆက်တယ်1နိုင်ရိုး။အဲဒါလည်းဒီမှာ blogger တွေလာရိုက်တာ blogger တွေစားရတယ်များတယ်။စားရတယ်ပေါ့နော်။ဆက်ကြအောင်လာပါတယ်။ဆိုင်တစ်ပတ်ပတ်ပြ။ဆိုင်ကချစ်စရာလေးဒီဆိုင်လေးမှာစားရတာပါအရင်စားကောင်းပါလေ